ဒီချင်အောင်နှလုံးဟာဘာတွေကွာခြားနေရလဲဇာသားကွာပါတယ်ပထမအချက်အနေနဲ့ဒီဘက်ကဇာသားပေါ်ဆေးသားဆိုလို့ရှိရင်မှိန်ပြီးတော့ဖြော့နေတာကိုတွေ့မြင်မှာပဲဖြစ်ပါတယ်ဒီဘက်ကဇာသားပေါ်ဆေးသားဆိုလို့ရှိရင်ထင်ပြီးတော့ကြည်လင်ပြတ်သားနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ဇာသားပါသူ့ဇာသားကိုကန်လဲလို့ရှိရင်ပွားပြီးတော့ပေါ့နေတာကိုခံစားရမှာပဲဖြစ်ပါတယ်ဒီဘက်ကဇာသားဆိုလို့ရှိရင်ကြစ်ပြီးတော့အီပြီးပို့ပြီးခိုင်ခန့်တာကိုခံစားရမှာပဲဖြစ်ပါတယ်ဒီဘက်ဇာသားလေးကိုကြတော့ရေစိုးဇာပွင့်အကောင်းလိုင်းလို့ခေါ်ပြီးတော့ဒီဘက်ကဇာလေးကိုကြတော့ရိုးရိုးရေစိုးဇာလို့ခေါ်ပါတယ်ခိုင်ခန့်မှုကိုလည်းတစ်ချက်ပြပေးမယ်ရေစိုးဇာပွင့်အကောင်းလိုင်းနဲ့ကဆွဲလိုက်လို့ရှိရင်ပါမလာပဲနဲ့လူမျိုးခိုင်ခန့်နေအောင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်တာမန်ရေစိုးဇာကြတော့လူမျိုးဆွဲလိုက်လို့ရှိရင်အနှဲငယ်ရော့ရွဲနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဆေးဆိုးပန်းရိုက်ပွင့်စင်နေတဲ့မှာရေစိုးစားပွင့်အကောင်လိုက်ကအကောင်ဆုံးသောစာအမျိုးအစားဖြစ်ပါတယ်အကယ်၍မိမိကဆေးဆိုးပန်းရိုက်ပွင့်စင်လက်လာလေးကိုလည်းကြိုက်တယ်ဇာကောင်းကောင်းကိုလည်းလိုချင်တယ်ဆိုလို့ရှိရင်ရေစိုးစားပွင့်အကောင်လိုက်ကတစ်ခုတည်းသောရွေးချယ်စရာဖြစ်ပါတယ်ဒီချင်အောင်လေးရဲ့အရွယ်ကတော့ဘယ်ကနေညာဒီအကျယ်၄ပေအမိုးတွေနဲ့ဆိုလို့ရှိရင်တမိုးခွဲဖြစ်ပါတယ်ခေါင်းရနေချင်းဒီခြေစင်း6ပေခွဲအမြင့်6ပေခွဲအော်လာကျောက်လက်ရအပြည့်နဲ့ချုပ်လုပ်ပေးထားပြီးတော့သူ့ရဲ့ဈေးနှုန်းလေးကတော့9500ကျပ်ပဲဖြစ်ပါတယ်တုံးမိထားတဲ့ပိတ်သားမှာဆိုလို့ရှိရင်လည်းရေချိုးလို့ရှိရင်မကွဲမပြေးမရွဲအယောင်မကျွတ်တဲ့တကိုင်းနဲ့ထွန်ချီသားကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်ဒီဘက်ကဇာသားလေးကဆိုလို့ရှိရင် quality ကွာခြားမှုကိုရှင်းပြပေးထားတာပဲဖြစ်ပါတယ်တုံးမိထားတဲ့ဇာသားကွာသွားလို့ရှိရင်လည်းဈေးကွာသွားနိုင်ပါတယ်တုံးမိထားတဲ့ပိတ်သားကွာသွားလို့ရှိရင်လည်းဈေးကွာသွားနိုင်ပါတယ်ချုပ်ပုံလက်ရမတူလို့ရှိရင်လည်းဈေးကွာသွားနိုင်ပါတယ်။ဦးမျိုးမင်းဒေါ်မမော်မှာတော့ high quality ဖြစ်တဲ့ဇာသားရဲ့အော်ရာချုပ်လက်ရအပြည့်တွေကိုသာရောင်းချပေးနေရပဲဖြစ်ပါတယ်။ဒီလိုမျိုးပစ္စည်းကောင်းအရေးသေးကောင်းလက်ရကောင်းတဲ့ချင်အောင်လေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့399258 300 399858 608တောင်းနေဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ဆင့်စာပို့ပြီးတော့ဖြစ်စေ Facebook Messenger ဆင့်ဖြစ်စေဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်။ Royal Ninja ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေကြေးစနစ်ဖြင့်ပို့ဆောင်ရောင်းချပေးနေရပဲဖြစ်ပါရဲ့ရှင့်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်စီလို့အားလုံးကျေးဇူးတင်ပါတယ်ရှင့်။